မင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့မြန်မာတို့ရဲ့အကြရှင်းရှင်းပြုံးပြုံးလေးနဲ့အရသာရှိပြီးကျမ်းမာရေးအတွက်ကောင်းမွန်တဲ့မယမ်းသီးကိုအဆိုင်ယောဂရှိတဲ့သူတွေပွားကျမ်းမာရေးမကောင်းတဲ့သူတွေနဲ့ကြောက်ကဝေဒနာရှင်တွေရောစားသုံးတယ်လားဒီမိကိုနေရဲ့အဖြေကိုဒီဗီဒီယိုလေးထဲမှာအသေးစိတ်ပြောပြပြီးတော့မှဖြစ်လို့လိုင်းရင်ကောမန့်လေးတွေပြတော့ပြီးအဆုံးထိကြည့်ရှုပေးကြပါအောင်ခင်ဗျာဆေးလည်းဖြစ်အေးလည်းဖြစ်ဆိုတဲ့စကားအတိုင်းမယမ်းသီးဟာကျမ်းမာရေးကောင်းကျိုးတွေများစွာရှိပေမဲ့တချို့သောဝေဒနာရှင်တွေအတွက်တော့ယောဂကိုပုံမူဆိုဝါစေနိုင်ပါတယ်။အရှင်တက်ကဲတဲ့အသီးဖြစ်တာကြောင့်ကို့မှာအခန့်ယောဂတစ်ခုခုရှိနေရင်တော့အစိမ်းစားတာပဲဖြစ်ဖြစ်ချက်စားတာပဲဖြစ်ဖြစ်သတိထားဖို့လိုပါလိမ့်မယ်။ဒါကြောင့်မယမ်းသီးကိုဘယ်လိုလူတွေကအထူးသိကျင်သိလဲဆိုတာကိုကြည့်လိုက်ကြရအောင်ခင်ဗျာ။နံပါတ်1ကတော့အစာအိမ်ရောင်ရမ်းတဲ့ယောဂရှိသူများဖြစ်ပါတယ်။မယမ်းသီးမှာအက်ဆစ်ဓာတ်တော်တော်လေးများပြပါတယ်။အထူးသဖြင့်မယမ်းသီးစိမ်းတွေမှာပါအစာအိမ်နယံရောင်ရမ်းတဲ့သူတွေအနေနဲ့ဒီအက်ဆစ်ဓာတ်ကြောင့်လိုက်နာတာအောက်ဓာတ်တွေပိုဖြစ်စေနိုင်တဲ့အတွက်အများကြီးမစားပဲဆင်ញင်သင့်ပါတယ်။နံပါတ်2အချက်ကတော့တွားကျင်လွယ်တဲ့သူတွေပဲဖြစ်ပါတယ်။မယမ်းသီးရဲ့ပြင်းထန်တဲ့အရှင်ဓာတ်ကတွားရဲ့ကြွေလွှာကိုပါစေနိုင်ပါတယ်။တွားကျင်တဲ့သူတွေအဖို့မယမ်းသီးစားလိုက်ရင်တွားတွေပိုကျင်လာတာမျိုးခံစားရနိုင်လို့တတိထားစားသုံးသင့်ပါတယ်။နံပါတ်3ကတော့ချောင်းဆိုးနေတဲ့သူများဖြစ်ပါတယ်။မယမ်းသီးအမှဲ့ကပြဿနာတိတ်မရှိပေမဲ့မယမ်းသီးစိမ်းကတော့လေချောင်းကိုရာရန်စေပြီးချောင်းဆိုးတာကိုပိုဆိုးစေနိုင်ပါတယ်။ချောင်းဆိုးနေချိန်မှာတော့ခဏလောက်ရှောင်လာတာအကားဆုံးပါပဲ။နံပါတ်4အနေနဲ့ဝမ်ပြဝမ်ချော်ဖြစ်နေသူများဖြစ်ပါတယ်။မယမ်းသီးမှာအမြင့်ဓာတ်တွေပါဝင်တဲ့အပြင်အရှင်ဓာတ်ကလည်းအစာအိမ်နဲ့ဥလန်းချောင်းကိုလှုပ်ဆော်ပေးပါတယ်။ဝမ်သွားနေတဲ့အချိန်မှာမယမ်းသီးစားလိုက်မယ်ဆိုရင်ဝမ်းသွားတာပုံမှုဆိုးရွားသွားနိုင်ပါတယ်။နံပါတ်5အချက်ကတော့ပါဇက်ထဲမှာအနာပေါက်နေသူများဖြစ်ပါတယ်။ပါဇက်ထဲမှာရေယုံလိုအနာမျိုးတွေရှာကွဲတာတွေရှိနေမယ်ဆိုရင်မယမ်းသီးရဲ့အက်ဆစ်ဓာတ်ကအနာကိုဆက်ဖြင်းဖြင်းဖြစ်စေပြီးပိုနာခြင်းစေနိုင်လို့အနာမကြက်မရှင်ဆင်ញင်သင့်ပါတယ်။နံပါတ်6အချက်ကတော့ကြောက်ကဝေဒနာရှင်များဖြစ်ပါတယ်။မယမ်းသီးမှာပိုတက်ဆီယမ်လို့ခေါ်တဲ့သတ္ထုဓာတ်ပါဝင်မှုရှိနိုင်ပါတယ်။ကြောက်ကလှုပ်ဆောင်ချက်အားနည်းတဲ့သူတွေအနေနဲ့ကိုယ်ခန္ဓာထဲကပိုတက်ဆီယမ်ကိုစုပ်ထုတ်ဖို့ခက်ခဲတာကြောင့်ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာပမာဏအနည်းငယ်စားသင့်ပါတယ်။နံပါတ်9အနေနဲ့ခွဲစိတ်ကုသမှုခံယူထားသူများဖြစ်ပါတယ်။ခွဲစိတ်မှုလုပ်ထားကစားသူသားတွေအနေနဲ့အစာကြည်လွယ်တဲ့အစားအစာတွေကိုပဲစားသင့်ပါတယ်။မယမ်းသီးလို့အရှင်ဓာတ်များတဲ့အစာတွေကအစာရှည်စနစ်ကိုအနှောက်အယှက်ဖြစ်စေနိုင်လို့ခွဲစိတ်ပြီးကစားကာလမှာချောင်ကျင်သင့်ပါတယ်။နံပါတ်10ကတော့ကိုဝင်ဆောင်မိခင်လောင်များဖြစ်ပါတယ်။မယမ်းသီးကကိုဝင်ဆောင်တွေသဘောကျတတ်ပေမဲ့အလွန်အကျွံစားမိရင်တော့ရှင်းပူတာနဲ့ဝမ်ဘိုက်မတတ်မတာဖြစ်တာတွေကြုံရနိုင်ပါတယ်။ဒါကြောင့်အနှဲငယ်သာမီးစမ်းပြီးစားသုံးသင့်ပါတယ်။နံပါတ်9အနေနဲ့ခလေးငယ်များဖြစ်ပါတယ်။အသက်အရွယ်ငယ်တဲ့ခလေးတွေအတွက်မယမ်းသီးရဲ့အရှင်ဓာတ်ကပြင်းထန်လွန်နိုင်သလိုမယမ်းသီးအစစ်ကလည်းနင်းတက်တဲ့အန္တရာယ်ရှိပါတယ်။ဒါကြောင့်လူကြီးတွေကသေချာဂရုစိုက်ပြီးမှကျွေးသင့်ပါတယ်။နောက်ဆုံးနံပါတ်10အချက်ကတော့စေတောက်နေရတဲ့သူများဖြစ်ပါတယ်။တချို့တော့ယောဂကုသဆေးတွေဟာအရှင်ဓာတ်များတဲ့အသီးတွေနဲ့တွဲဖက်လိုက်ရင်စိတ်အာနိသင်ပြောင်းလဲသွားတာမျိုးရှိနိုင်ပါတယ်။ဒါကြောင့်ပုံမှန်တောက်ဆေးရှိတဲ့သူတွေအနေနဲ့ဆရာဝန်ကိုမေးမြန်းပြီးမှစားတာအကောင်းဆုံးပါပဲ။အခုပြောပြတဲ့အချက်10ချက်ထဲမှာကိုယ်နဲ့သက်ဆိုင်တဲ့အချက်တွေပါနေတယ်ဆိုရင်တော့မယမ်းသီးကိုအလွန်အကျော်မစားပဲစင်ကြင်မိစားသုံးကြဖို့တိုက်တွန်းချင်ပါတယ်။အထူးတတိပေးချင်တာကတော့ဒီအချက်တွေဟာအထူးထွေဗဟုသုတအဖြစ်တာပြင်ပြခြင်းဖြစ်ပြီးယောဂဝေဒနာတစ်ခုခုရှိနေမယ်ဆိုရင်နားနဲ့တက်ကြောနဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှသာစားတောက်နေထိုင်သင့်ကြောင်းအကြံပြုရပါတယ်။ဒီဗီဒီယိုလေးကတစ်အတွက်အကျိုးရှိတဲ့ဆိုရင်မိတ်ဆွေတွေစီကိုလည်းပြန်လည်မျှဝေပေးဖို့မမေ့ပါနဲ့နော်။နောက်ထပ်လည်း
ကျမ်းမာရေးဗဟုသုတတွေတင်ဆက်ပေးသွားအောင်မှာဖြစ်လို့စောင့်မျှော်အားပေးကြပါခင်ဗျာ